စိတ်ကူးနေလူကဘာတစ်ခုပြင်ခဲ့သူသမိုင်းအသေးရေးခဲ့သူဘာလို့စဘောနဲ့လူဟာမြမလို့ခေါ်ခဲ့တယ်နေနမိတ်ရဲ့ကပိထက်ကြောက်စာတွေရှားဝင်ထက်ကငိမ့်ချမ်းမှုနဲ့လင်းလက်တော့ဘာသာတစ်ခုရဲ့သူရဲ့ကောင်းလို့ထင်ရှားခဲ့ရမြမကဘာတစ်ခုထွင်ခဲ့သူတမိုင်းအသေးရေးခဲ့သူဘာလို့စမဝမ်းနဲ့သူဟာမြမလို့ခေါ်ခဲ့တယ်နေနမိတ်ရဲ့ကပိထက်ကြောက်စာတွေ